သာသနာတော်နှစ်1549ကောဇာတက္ကရာ1369နေုံလပြည့်မဟာသမယသုတ်တော်နေ့ဖြစ်ပါတယ်21ရက်ဇွန်လ2005ခုနှစ်ဝယ်တရားလိုလားမြေကုံသားမြေကုံသမိတ်တို့အတွက်အဘိဓမ္မာတို့တွင်ခက်ခဲနေနေသောပဋ္ဌာန်းကျမ်းကြီးရဲ့ပဋ္ဌာန်းဒေသနာကိုနာကြားကြပါတယ်ဆိုလို့ပဋ္ဌာန်းတရားတော်ပစ္စယနေဒေသပစ္စယဒေသပစ္စယနေဒေသဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်ဤပဋ္ဌာန်းဒေသနာတော်ကြီးကိုယရနာဂရရွှေအိမ်မှာဆင်ញံတော်မူတဲ့အခါမှာခန္ဓာကိုယ်ကရောင်ကြီးတော်6သွယ်လေးဒီပြိုင်နည်းကွန်ပျူပြီးတော့အဘိဓမ္မာတရားဒေသနာတော်ကြီးဟာအဲ့လောက်ထိခက်ခဲနေပါတယ်အဲ့ဒီပဋ္ဌာန်းတရားတော်ကြီးဟာသာသနာကွယ်တဲ့အခါမှာအဲ့ဒီပဋ္ဌာန်းတရားကအစကွယ်ပါမယ်သာသနာကွယ်ပုံအစဉ်အဓိကမသာသနာတဏိပရိဝေရသာသနာပရိပတ်တိသာသနာပရိယတ္တိသာသနာလင်္ကသာသနာဓာတုသာသနာလို့သာသနာ5မျိုးရှိပါတယ်အဓိကမသာသနာတဏိပရိဝေရသာသနာဆိုတာအတိသာသနာပါသိဖို့ဆုံးမခဲ့တဲ့အရာရဖို့သိဖို့ဆုံးမခဲ့တဲ့အရာပါအဲ့ဒီအဓိကမသာသနာတဏိပရိဝေရသာသနာကွယ်ပြီးတဲ့အခါမှာပရိပတ်တိသာသနာလို့ခေါ်တဲ့အကျင့်တွေပဲရှိပါတော့မယ်မတရားဖို့တရားရတဲ့ခံစားရတဲ့ပုဂ္ဂိုလ်များမရှိတော့ပါဘူးပရိပတ်တိသာသနာကြီးကွယ်သွားပြီးတဲ့အခါမှာပရိယတ္တိသာသနာလို့ခေါ်တဲ့အသင်သာသနာအတိသာသနာအကျင့်သာသနာအသင်သာသနာလို့အဲ့ဒီထဲမှာသာသနာစတည်တဲ့နေရာမှာတော့ဘုန်းကြီးများဒကမာကြီးတော်ဝင်းတို့နဲ့ကြခဝိုင်းကျောင်းနဲ့ကြီးရောက်တဲ့အခါမှာပရိယတ္တိယေဝသာသနာမူလံလို့သာသနာတော်ရဲ့အရင်းအမြစ်ကပရိယတ္တိတရားမှန်ပါတယ်ငယ်စဉ်တုန်းကတရားဝဲတော်ဝဲမှာကြားခဲ့ဘူးတဲ့ကိုရင်လောက်ကပရိယတ္တိကံသင်ဉာဏ်ရင်ကြီးခိုင်းရေးကြီးဆန်လောင်းကျင်ကောင်းတာရှိမေဖို့ရရေးပရိဝေကြတိရေကန်ကြီးရဲ့ကံသင်ကံပေါင်းကံသင်တွေနဲ့ပရိယတ္တိကတူတယ်အဲ့ဒီကံပေါင်းမရှိရင်ရေတွေထွက်သွားမယ်ရေကပရိပတ်တိနဲ့တူတယ်အဲ့ဒီရေထဲမှာပွင့်နဲ့ကြာပွင့်တွေကပရိဝေဒနဲ့တူတယ်လို့ဓမ္မဂရိကဆရာတော်တစ်ပါးကအဲ့လိုတရားဟောရင်းနဲ့သူစတဲ့ကြပြလေးကိုဘုန်းကြီးတို့ကြားခဲ့ဘူးပါတယ်ပရိယတ္တိကံသင်ဉာဏ်ရင်ကြီးခိုင်းရေးကြီးဆန်လောင်းကျင်ကောင်းတာရှိမေဖို့ရရေးပရိဝေကြတိမေဖို့ကပရိဝေဒကြာအဲ့တော့ပရိဝေဒသာသနာကပရိပတ်တိအကျင့်ပေါ်မှာတည်ပါတယ်အကျင့်ကအသင်ပေါ်မှာတည်ပါတယ်မှန်မှန်ကန်ကန်သင်ပြီးတော့မှမှန်မှန်ကန်ကန်ကျင့်ပြီးတော့မှမှန်မှန်ကန်ကန်သိပါမယ်။ဒါကြောင့်လို့ဘုန်းကြီးများကဓမ္မစေတီဒေရဝါဒဒသနတံပရာလမ်းစဉ်ကသင်မှသိမှကျင့်မှရမှငြိမ်းချမ်းပြီလို့အစဉ်လေးလုပ်ပါတယ်။သင်မှသိဆိုတာပရိယတ္တိသာသနာသိမှကျင့်ဆိုတာပရိပတ်တိသာသနာကျင့်မှရဆိုတာပရိဝေဒသာသနာရမှငြိမ်းချမ်းမယ်ဆိုတာနိဗ္ဗာန်လို့ဒီလိုအစဉ်လေးသွားပါတယ်။ဒါကသာသနာတည်တဲ့အစဉ်ပါပရိယတ္တိဒီမှာပရိပတ်တိကောင်းမယ်ပရိယတ္တိကောင်းဖို့လိုတယ်ဒါကြောင့်မလို့ချက်ခဝိုင်းတို့မစိုးရင်တတ်တဲ့တို့အဲ့လိုမျိုးမန္တလေးရန်ကုန်ဘက်ကိုသာသနာကြီးတွေကြီးဝါတိုးတက်မှကောင်းပါတယ်အဲ့ဒီသာသနာကြီးတွေကြီးဝါတိုးတက်မှုပရိယတ္တိသာသနာတော်ကြီးမရှိဘဲနဲ့မဟုတ်ကသာသနာဖြတ်လန်းနေတွေချဲပေးတာတွေဓာတ်ပေးတာတွေဘေးရင်တွေမန္တရားတွေအဲ့ဒါတွေကသာသနာမှာရှေ့တန်းသိရောက်နေခြင်းတွေသာသနာအစဉ်နဲ့ကြည့်ရင်တော့တိတ်မလျော်ဘူးလို့ပြောရပါလိမ့်မယ်ဒါကြောင့်မလို့သာသနာကွယ်ပြီဟိဆိုတဲ့အခါမှာတော့အဓိကမသာသနာပရိဝေဒသာသနာအတိတရားတွေစကွယ်ပါမယ်အဲဒီအယသာသနာအတိသာသနာကွယ်ပြီးတဲ့အခါမှာအကျင့်သာသနာပရိပတ်တိကွယ်ပါမယ်အကျင့်တွေမရှိတော့တဲ့အခါမှာသင်ယုံမဲ့သင်ရတော့မယ်ပရိယတ္တိသာသနာအသင်သာသနာပဲရှိပါတော့မယ်အဲ့လိုသင်ယူရနေပြီးတော့တပြေးပြေးနဲ့လူတွေပြင်းလာတဲ့အခါမှာခက်ခဲနေတာတွေကိုမသင်ញင်တော့ဘူးဆိုတော့ခက်ခဲဆုံးကဘာလဲဆိုတော့ပဋ္ဌာန်းကျမ်းပါပဋ္ဌာန်းကျမ်းကြီးစကွယ်ပါမယ်နောက်ဆုံးဝိနည်းကြီးကွယ်မယ်အဲ့လိုပဋ္ဌာန်းကျမ်းကြီးစကွယ်မယ်နောက်ဆုံးတဖြည်းဖြည်းနဲ့အဘိဓမ္မာသာသနာတော်မှာခုနကပြောတဲ့အဓိကမသာသနာပရိယတ္တိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဆိုတာကတော့ဒါကသာသနာရဲ့ပရိယပရိပတ်ပရိဝေဒဆိုတာကတော့သာသနာရဲ့အရှင်ပါတည်တဲ့အရှင်လို့ဆိုပါတယ်ဟုတ်ဘုန်းကြီးများပြောတာကသာသနာကွယ်တဲ့အရှင်ကိုပြောတာပါသာသနာကွယ်တဲ့အရှင်မှာတော့ပရိယတ္တိသာသနာကနောက်ဆုံးကွယ်ပါတယ်နော်ပရိယတ္တိသာသနာကနောက်ဆုံးကွယ်ပါတယ်
အဲ့လိုပရိသနာနောက်ဆုံးကွယ်တာဖြစ်ခြင်းကြောင့်အဲ့ဒီပရိသနာတော်ထဲမှာလည်းအခုပြောမယ်အခုရွတ်မယ်အခုဟောမယ်ပဋ္ဌာန်းကျမ်းကြီးကစပြီးတော့ကွယ်ပါတယ်အဲ့ဒါကွယ်ပြီးတော့မှအသင်သာသနာမရှိတော့ဘူးဆိုတဲ့အခါကျမှအသွင်သာသနာလို့ခေါ်တဲ့လိင်္ဂသာသနာတန်ဃာတော်ရှင်သူမြတ်တည်းရဲ့ကရုံးရောင်လေးနဲ့သင်္ကန်းလေးရှိထားတယ်အဲ့ဒီအသွင်သာသနာကွယ်ပါတယ်အဲ့ဒီအသွင်သာသနာဘာကြောင့်ကွယ်လဲဆိုတော့ဘုန်းကြီးတွေကမိန်းမလည်းရှိမယ်ခလေးလည်းရှိမယ်မိန်းမတွေကလေးတွေရှိပြီးတော့သင်္ကန်းလေးကို10 ပင်းလောက်ပဲထားမယ်2 ရွက်လောက်ထားမယ်လက်ကလေးလက်မောင်းလေးချီရင်ချီထားမယ်အဆောင်လေးလိုပေါ့အဲ့ဒါကိုပဲသူတို့သွားတို့တွေသွားပင့်ပြီးတော့ဆောင်းကောင်းနေသူတို့ကိုလှူရတန်းရမယ်ကြားတဲ့အခါမှာအဲ့ဒီပုဂ္ဂိုလ်ကအဲ့လိုလောက်ရတာကိုသူ့စိတ်ထဲမှာမကောင်းစိတ်ထဲမှာမကြည်ပြူတော့ဘူးဒါနဲ့အဲ့ဒီသင်္ကန်းစာလေးတော့လှုပ်လိုက်တယ်အဲ့ဒီနေ့မှအသွင်သာသနာကွယ်သွားပါတယ်ဓာတ်တော်မွေတော်ဓာတုတွေပဲကြံ့ပါမယ်ဓာတုတွေဓာတ်တော်တွေအဲ့ဒီဓာတ်တော်တွေကလည်းသိမကြခင်မှာကိုယ်ဝယ်သူပရိယတ်တိသင်ကြားမှုဆိုတဲ့ပရိယတ်တိမရှိတာဖြစ်ခြင်းကြောင့်ဒီဓာတ်တော်တွေကိုလည်းဘယ်သူမှမလေးမစားပဲနဲ့ထားလိုက်တဲ့အခါမှာဓာတ်တော်တွေကစွတ်ပေါင်းပြီးတော့ဘောဓိမန္တန်ကိုရောက်လာပြီးပြိဋိဘံဆန်တယ်အဲ့ဒါမြတ်စွာဘုရားသာသနာတော်ကြီးခောရမဘုရားရှင်သာသနာတော်ကြီးတကယ်ကွယ်တဲ့နေ့ပါပဲကိလေသာပြိဋိဘံကိုဘောဓိဘံနဲ့ရွှေပလင်အောက်မှာစမ်းပါတယ်ခန္ဓာပြိဋိဘံကိုကိုယ်သိနာယုံမှာစမ်းပါတယ်ဓာတုပြိဋိဘံကိုအဲ့ဒီဗုဒ္ဓဂယာမှာပြန်ပြီးတော့စမ်းပါလိမ့်မယ်အဲ့ဒီနေ့သာသနာကွယ်ပြီးအရိမတိယဘုရားပွင့်ဖို့အတွက်ကွယ်ရပါလိမ့်မယ်ဒါကြောင့်မလို့အတိသာသနာအကျင့်သာသနာအသင်သာသနာတို့သာသနာ3 မျိုးတနည်းအားဖြင့်လိင်္ဂသာသနာဓာတုသာသနာတဲ့သာသနာ5 မျိုးအဲ့ဒီသာသနာ5 မျိုးထဲမှာပရိယတိသာသနာဆိုတဲ့အသင်သာသနာတွေကွယ်မဲ့ထဲမှာပဋ္ဌာန်းကျမ်းကခက်ခဲနေတယ်လို့သူ့ကိုသင်တဲ့လူတွေကျင့်တဲ့လူတွေနားတဲ့လူတွေမရှိတော့ဘူးမရှိတော့ရင်သူစကွယ်မဲ့ဒါကြောင့်လို့မကွယ်ရအောင်ဘုန်းကြီးများကတဏှာတစိတ်တေသအပြင်အထောက်ပံ့ပေးတဲ့အနေနဲ့ပဋ္ဌာန်းတရားတော်ကြီးကိုရွတ်ဖတ်ပါတော့မယ်အဲ့ဒီပဋ္ဌာန်းတရားတော်ကြီးကိုမရွတ်ဖတ်မဘိုးစောမိခါလာလေးတစ်ပုဒ်နဲ့ဘုန်းကြီးတို့ချီးကျူးပါအောင်မယ်ပဋ္ဌာနံသမ္မသန္တသသန္တသတေယရံတိယောရံတိယောသောအဝဟသန္တသန္နာဇလန္တိတာဝတေပဋ္ဌာနံသမ္မသန္တသသန္တသတေယရံတိယောရံတိယောအဝဟသန္နာသန္နာဇလန္တိတာဝတေတာဝရေပျော်မွေ့စံခြင်းယရဏအိမ်ထက်လေးချိန်မြောက်တတ္တဟတရုံသုံးတော်မူစဉ်ကာလ၌သန္တသဘုရားရှင်ကိုရမြတ်ကြီးဝါဘုရားရှင်ကိုရမြတ်ကြီးသည်ပဋ္ဌာနံအနဘကံနေဆုံးပြင်းသည်ကျမ်းပဋ္ဌာနံအနဘကံနေဆုံးပြင်းသည်ကမ္မမြင်ကျဲကျမ်းပင်လည်းမို့နုနေသူညံမိသမျှဖြင့်ကျမ်းစီမရနိုင်လောက်ရအောင်ကမ္မိရယအထက်တံဣမာပဋ္ဌာန်းကျမ်းတော်ကြီးကိုသမ္မသန္တသာကမ္မိရခက်ခဲကိုညံဝစီရလက်ဆွဲဖြင့်ဖြစ်ခွဲဆုံးဖြတ်သုံးသပ်ဆင်ခြင်တော်မူစဉ်တရားရန်တိယောကိုတော်စိတ်ပိုင်းနေရတိုင်းမှာအန်လိုင်းလောက်စဝဲရောင်ကြီးတော်၆သွဲတို့သည်ရန်တိယောကဘာတန်းစာတာယာနေလရှိသမျှအဖုံဖုံလင်းရောင်မျိုးစုံတို့ကိုအဝသနာပိုးရည်မျိုးစုံနေအောင်ဖုံတို့ပိုးဝကွဲ80ဘွဲကိုဝါပိုးရည်မျိုးစုံနေအောင်ဖုံတို့ပိုးဝကွဲ80ဘွဲဟုပြည့်ရပြုကြကုန်တဲ့ရောင်ဇလန္ဒီနဗန္တညာပြန်တဲ့ကပင်သကဝနရံရှပြသန်လျက်အမနံလူလွန်၍မြို့ကွန်စံပဲတော်မူကြပါ၏ကုန်တည်းသာဓုသာဓုသာဓုဟေတုပစ္စယောအာရမဏပစ္စယောအရိပရိပစ္စယောအနန္တရပစ္စယောသမနန္တရပစ္စယောသာဇာတပစ္စယောအညမညာပစ္စယောနေတယပစ္စယောဥပနိတယပစ္စယောပုရိဇာတပစ္စယောပစ္ဆာဇာတပစ္စယောအာသေဝနပစ္စယောကာမပစ္စယောဝိပါကပစ္စယောအာရပစ္စယောအိန္ဒရိယပစ္စယောဇာနပစ္စယောမဂ္ဂပစ္စယောသမ္မယုဒ္ဓပစ္စယောဝိပယုဒ္ဓပစ္စယောအာတိပစ္စယောနတ္တိပစ္စယောဝိကရပစ္စယောအဝိကရပစ္စယောတိဟေတုပစ္စယောတိဟေတုသမ္ယုတကနံဓမ္မနံတံသမုဋ္ဌာနံသာရူပနံဟေတုပစ္စယေနပစ္စယောအာရမဏပစ္စယောတိရူပယရဏံသကုဝိညာဏဓာတုယတံသမ္ယုတကနံသာဓမ္မနံအာရမဏပစ္စယေနပစ္စယောသ
သတ္တယရဏံသောတာဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောကာဏယရဏံကာဏဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောရတယရဏံဇိဝဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောဘုရဗာယရဏံကာယဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောရူပယရဏံသတ္တယရဏံခန္ဓာယရဏံရတယရဏံဘုရဗာယရဏံမနောဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောသဗ္ဗေဓမ္မာမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအာရမဏပစ္စေနပစ္စယောယံယံဓမ္မအာရပယေယေဓမ္မဥပ္ပဇန္တိစေတစေတသိကဓမ္မတေ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 ဓမ္မတေသံတေသံဓမ္မနံအာရမဏပစ္စေနပစ္စယောအရိပရိပစ္စယောတိသန္နာရိပရိသန္နာသမယုတကနံဓမ္မနံတံသမုဋ္ဌာနနိသရူပနံအရိပရိပစ္စေနပစ္စယောဝရိယာဓိပတိဝရိယသမယုတကနံဓမ္မနံတံသမုဋ္ဌာနနိသရူပနံအရိပရိပစ္စေနပစ္စယောစေတဓိပတိစေတသမယုတကနံဓမ္မနံတံသမုဋ္ဌာနနိသရူပနံအရိပရိပစ္စေနပစ္စယောဝိမန္တာဓိပတိဝိမန္တသမယုတကနံဓမ္မနံတံသမုဋ္ဌာနနိသရူပနံဓိပရိပစ္စေနပစ္စယောယံယံဓမ္မံကရုံကတဝယေယေဓမ္မဥပ္ပဇန္တိစေတစေတသိကဓမ္မတေတေဓမ္မတေသံတေသံဓမ္မနံအရိပရိပစ္စေနပစ္စယောအနန္တရပစ္စယောတိသကုဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောသောတာဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောကာဏဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဇိဝဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောကာယဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာကုသလဓမ္မပိစိမနံပိစိမနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာကုသလဓမ္မပိစိမနံပိစိမနံအဗျာကတနံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာကုသလဓမ္မပိစိမနံပိစိမနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာအကုသလဓမ္မပိစိမနံအဗျာကရဏံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာအဗျာကတဓမ္မပိစိမနံအဗျာကရဏံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာအဗျာကရဓမ္မပိစိမနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောဗုရိမာအဗျာကရဓမ္မပိစိမနံအကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောယေတံဓမ္မနံအနန္တရာယေဓမ္မဥပ္ပဇံနိစေတစေတသိကဓမ္မတေသံဓမ္မနံအနန္တရာပစ္စေနပစ္စယောသမနန္တရာပစ္စယောတိဇဂဝိညာဏဓာတုတံသမယုတကသဓမ္မမနောဓာတုယတံသမယုတကနိသဓမ္မနံသမနန္တရာပစ္စေနပစ္စယောမနောဓာတုတံသမယုတကသဓမ္မမနောဝိညာဏဓာတုယတံသမယုတကနိသဓမ္မနံ
သမဏန္တရာပစ္စေနပစ္စယောသောတာဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောကာနဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောဇိဝဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောကာယဝိညာဏဓာတုတံသမုဒ္ဒကသဓမ္မမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောမနောဓာတုတံသမုဒ္ဒကသဓမ္မမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာကုသလဓမ္မပစ္စည်းမနံကုသလနံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာကုသလဓမ္မပစ္စည်းမနံအဗျာကရဏံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စည်းမနံအကုသလနံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စည်းမနံအဗျာကရဏံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပစ္စည်းမနံအဗျာကရဏံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပစ္စည်းမနံကုသလနံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောပုရိမာအဗျာကရဓမ္မပစ္စည်းမနံအကုသလနံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောယေတံဓမ္မနံသမဏန္တရာယေဓမ္မဥပ္ပဇ္ဇနိစိတ်တစေတသိကဓမ္မဒေဓမ္မဒေသံဓမ္မနံသမဏန္တရာပစ္စေနပစ္စယောသာဇာတပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညံသဇာတပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံသဇာတပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညံသဇာတပစ္စေနပစ္စယောစိတ်ဓာစေတသိကဓမ္မစိတ်ဓာသမုဋ္ဌာနနံရူပနံသဇာတပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံသဇာတပစ္စေနပစ္စယောရူပိနောဓမ္မရူပိနံဓမ္မနံကိဉ္စီကာလေသဇာတပစ္စေနပစ္စယောကိဉ္စီကာလေနသဇာတပစ္စေနပစ္စယောအညမညပစ္စယောတိသတ္တရောခန္ဓာရူပိနောအညမညပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညပစ္စေနပစ္စယောနေတယပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညနေတယပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညနေတယပစ္စေနပစ္စယောဩဃနေကနေနာမရူပံအညမညနေတယပစ္စေနပစ္စယောစိတ်တစေတသိကဓမ္မစိတ်တသမုဋ္ဌာနနံရူပနံနေတယပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံနေတယပစ္စေနပစ္စယောသက္ကာယရဏံသက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောယံရူပနိသယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပမနောဓာတုယာသမနောဝိညာဏဓာတုယာသတံသမုဒ္ဒကနိသဓမ္မနံနေတယပစ္စေနပစ္စယောဥပနိတယပစ္စယောတိပုရိမာကုသလဓမ္မပစ္စည်းမနံကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာကုသလဓမ္မပစ္စည်းမနံအကုသလနံဓမ္မနံကေသင်စီဥပနိတယပစ္စေနပစ္စယောပုရိမာကုသလဓမ္မပစ္စည်းမနံအဗျာကတနံဓမ္မနံ
ဥပနိတယပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စိမနံအကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စိမနံကုသလနံဓမ္မနံကေသင်္စေဥပနိတယပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စိမနံအဗျာကရဏံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စိမနံအဗျာကရဏံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စိမနံကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောပုရိမာအဗျာကတာဓမ္မပစ္စိမနံအကုသလနံဓမ္မနံဥပနိတယပစ္စေနပစ္စယောဥရုဘောဇနံပိဥပနိတယပစ္စေနပစ္စယောပုဂ္ဂလောပိဥပနိတယပစ္စေနပစ္စယောသေနသနံပိဥပနိတယပစ္စေနပစ္စယောပုရိဇာတပစ္စယောတိသက္ကာယရဏံသက္ကုဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောစိံဝါယရဏံစိံဝါဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရူပယရဏံသက္ကုဝိညာဏဓာတုယတန်တမြုတ်တကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောတတ္ထယရဏံသောတာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောဘုရဗာယရဏံကာယဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောရူပယရဏံသတ္တယရဏံခန္ဓာယရဏံရတ္တယရဏံဘုရဗာယရဏံမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောယံရူပနိဒယမနောဓာတုသမနောဝိညာဏဓာတုဝတ္တန္တိတံရူပမနောဓာတုယတံသမုဒ္ဒကနိသဓမ္မနံပုရိဇာတပစ္စေနပစ္စယောမနောဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံကိဉ္စိကာလေပုရိဇာတပစ္စေနပစ္စယောကိဉ္စိကာလေနာပုရိဇာတပစ္စေနပစ္စယောပစ္ဆဇာတပစ္စယောတိပစ္ဆဇာတစိတ်တစေတသိကဓမ္မပုရိဇာတသဣမတကာယတပစ္ဆဇာတပစ္စေနပစ္စယောအာဒေဝနပစ္စယောတိပုရိမာကုသလဓမ္မပစ္စိမနံကုသလနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောပုရိမာအကုသလဓမ္မပစ္စိမနံအကုသလနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောပုရိမာကရိယာဗျာကတာဓမ္မပစ္စိမနံကရိယာဗျာကတာနံဓမ္မနံအာဒေဝနပစ္စေနပစ္စယောကာမပစ္စယောတိကုသလကာမံဝိပါကနံခန္ဓာနံကရတ္တသရူပနံကာမပစ္စေနပစ္စယောစေရနာသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနိသရူပနံကာမပစ္စေနပစ္စယောဝိပါကပစ္စယောတိဝိပါကသတ္တရောခန္ဓာအရူပိနောအညမညံဝိပါကပစ္စေနပစ္စယောအာရပစ္စယောတိကပလီကာရောအာရောဣမတကာယတအာရပစ္စေနပစ္စယောအရူပိနောအာဟာရသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနိသရူပနံအာရပစ္စေနပစ္စယောဣန္ဒရိယပစ္စယောတိသက္ကုဏရိယံသက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနိသရူပနံဣန္ဒရိယပစ္စေနပစ္စယောသောတိန္ဒရိယံသောတဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောကာနိန္ဒရိယံကာနဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောဇိဝိန္ဒရိယံဇိဝဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောကာယိန္ဒရိယံကာယဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံဣန္ဒရိယပစ္စေနပစ္စယောရူပဇေဝိဒိန္ဒရိယံကရတ္တရူပနံဣန္ဒရိယပစ္စေနပစ္စယော
အာရူပိနောဣန္ဒရိယသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံဣန္ဒရိယပစ္စေနပစ္စယောဇာနပစ္စယောတိဇာနင်္ဂာနိဇာနသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံဇာနပစ္စေနပစ္စယောမေဃပစ္စယောတိမေဃင်္ဂာနိမေဃသံယုတ်တကနံဓမ္မနံတံသမုဒ္ဒနာနံဇာရူပနံမေဃပစ္စေနပစ္စယောတံပယုတ်တပစ္စယောတိသတ္တရောခန္ဓာအာရူပိနောအညမညံတံပယုတ်တပစ္စေနပစ္စယောဝိပယုတ်တပစ္စယောတိရူပိနောဓမ္မာအာရူပိနံဓမ္မနံဝိပယုတ်တပစ္စေနပစ္စယောအာရူပိနောဓမ္မာရူပိနံဓမ္မနံဝိပယုတ်တပစ္စေနပစ္စယောအဋ္ဌိပစ္စယောတိသတ္တရောခန္ဓာအာရူပိနောအညမညံအဋ္ဌိပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံအဋ္ဌိပစ္စေနပစ္စယောဩခဏိကနေနာမရူပံအညမညံအဋ္ဌိပစ္စေနပစ္စယောစိတ်တစေတသိကဓမ္မစိတ်တသမုဋ္ဌာနံရူပနံအဋ္ဌိပစ္စေနပစ္စယောမဟာဗုဒ္ဓဥပါဒရူပနံအဋ္ဌိပစ္စေနပစ္စယောသက္ခယရဏံသကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရူပယရဏံသကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောသတ္တယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောဘုရဗာယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောရူပယရဏံတတ္တယရဏံခန္ဓာယရဏံယတယရဏံဘုရဗာယရဏံမနောဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောယံရူပနိသာယမနောဓာတုစမနောဝိညာဏဓာတုစဝတ္တန္တိတံရူပမနောဓာတုယသာမနောဝိညာဏဓာတုယသတံသမုဋ္ဌကနံဇာဓမ္မနံအဋ္ဌိပစ္စေနပစ္စယောနတ္တိပစ္စယောတိသမဏန္တရနိရောဓစိတ်တစရတိကဓမ္မာပတုပ္ပန္နံစိတ်တစရတိကနံဓမ္မနံနတ္တိပစ္စေနပစ္စယောဝိကရပစ္စယောတိသမဏန္တရဝိကတာစိတ်တစရတိကဓမ္မာပတုပ္ပန္နံစိတ်တစရတိကနံဓမ္မနံဝိကရပစ္စေနပစ္စယောအဝိကရပစ္စယောတိသတ္တရောခန္ဓာအရူပိနောအညမညံအဝိကရပစ္စေနပစ္စယောသတ္တရောမဟာဗုဒ္ဓအညမညံအဝိကရပစ္စေနပစ္စယောဩခဏိကနေနာမရူပံအညမညံအဝိကရပစ္စေနပစ္စယောစိတ်တစရတိကဓမ္မစိတ်တသမုဋ္ဌာနနရူပနံအဝိကရပစ္စေနပစ္စယောမဟာဗုဒ္ဓဥဝရရူပနံအဝိကရပစ္စေနပစ္စယောသက္ခယရဏံသကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောသောတာယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောဇိဝယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောကာယယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောရူပယရဏံသကုဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောသတ္တယရဏံသောတာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောခန္ဓာယရဏံခန္ဓာဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောရတ္တယရဏံဇိဝဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယောဘုဒ္ဓဘာယရဏံကာယဝိညာဏဓာတုယတံသမုဋ္ဌကနံဇာဓမ္မနံအဝိကရပစ္စေနပစ္စယော
ရူပယရဏံသတ္တယရဏံခန္ဓာယရဏံရတယရဏံဘုဒ္ဓဘာယရဏံမနောဓာတုယတန်တမုတ္တကနိသဓမ္မနံအဝိကရပစ္စေနပစ္စယောယံရူပနိသယမနောဓာတုသမနောဝိညာဏဓာတုသဝတ္တန္တိတံရူပမနောဓာတုယသမနောဝိညာဏဓာတုယသတံတမုတ္တကနိသဓမ္မနံအဝိကရပစ္စေနပစ္စယောပစ္စယနေတိသောနေတိတောပဋ္ဌာနံအာရောဇတယဝရကတုပဋ္ဌာနံမင်္ဂလတယဝရကတုပဋ္ဌာနံဤပစ္စယနေတပဋ္ဌာန်ဒေသနာတော်မြတ်သည်ဝတ္တုမကံပဋ္ဌာန်တရားကိုလူလာခေါမင်းစိတ်ကောင်းရှင်၍နာယူမသားကြကုန်သောတန်တရားနာပိသပေါင်းသူတော်ကောင်းတို့ဝါသူတော်ကောင်းတို့ဤအာရောဇတယဘေးရန်ကုန်ကင်ကျမ်းမာချမ်းသာခြင်းအကျိုးငါ၎င်းမင်္ဂလတယလောကီမင်္ဂလာလောကုတ္တရမင်္ဂလာအမျိုးမျိုးပွားတို့စေခြင်းကျိုးငါ၎င်းရခတုကောင်းစွာမသွေစောင့်ရှောက်ပါစေတည်းသာဓုသာဓုသာဓုဒီပဋ္ဌာန်းရွတ်တဲ့နေရာမှာကိုယ့်အကိုလူသားများကြည်ဖတ်ရွတ်တဲ့အခါမှာပစ္စည်းရဲ့ပစ္စုပန်ရဲ့ပစ္စယတတ္တိရဲ့လို့၃မျိုးရှိပါတယ်အဲ့ဒါလေးကိုတော့သတိထားဖို့လိုပါတယ်ရူပယရဏံအဲ့ဒါပစ္စည်းပါသကုဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံအဲ့ဒီမှာဖြတ်ရပါမယ်အာဝိကရပစ္စေနပစ္စယောအဲ့ဒါကပစ္စယတတ္တိယူပါယရဏဆိုတဲ့ယူပါယုံသည်သကုဝိညာဉ်အားအာဝိကရပစ္စယတတ္တိဖြင့်ကျေစုပြုတယ်လို့ဆိုတာဖြစ်ခြင်းကြောင့်အဲ့ဒီလိုမဟာဗုဒ္ဓအဲ့ဒါကတ္တပါပစ္စည်းပါဥပါဒရူပနံအဲ့ဒါပစ္စုပန်အာဝိကရပစ္စေနပစ္စယောပစ္စယတတ္တိမဟာဗုဒ္ဓမဟာဗု၄ပါးတို့သည်ဥပါဒရူပနံဥပါဒယုတ်တို့အားအာဝိကရပစ္စယတတ္တိဖြင့်ကျေစုပြုတယ်ပုရိမာကုသလဓမ္မအဲ့ဒါကတ္တပစ္စည်းပစ္စည်းမနံကုသလနံဓမ္မနံအဲ့ဒါကပစ္စုပန်အားလို့ပေးရတယ်အာဒေဝနာပစ္စေနပစ္စယောအာဒေဝနာကတတ္တိအဲ့တော့ပစ္စည်းရဲ့ပစ္စုပန်ရဲ့ပစ္စယတတ္တိရဲ့ကွဲပြားစွာပဋ္ဌာန်းယူရပါတယ်စက္ကုံတရိယံစက္ကုံတရေကစက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံအဲ့ဒါကပစ္စုပန်ဣန္ဒရိယပစ္စေနပစ္စယောအဲ့ဒါပစ္စယတတ္တိပစ္စည်းရဲ့ပစ္စုပန်ရဲ့ပစ္စယတတ္တိဒီသုံးခုကိုကွဲအောင်ယူရပါတယ်စက္ခာယရဏံပစ္စည်းစက္ကုဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံအဲ့ဒီကြမှာဆုံးရတယ်အာဝိကရပစ္စေနပစ္စယောအဲ့ဒါလို့သွားပါတယ်သောတာယရဏံယသောတာဝိညာဏဓာတုယတံသမုဒ္ဒကနိသဓမ္မနံအဝိကရပစ္စေနပစ္စယောပစ္စည်းပစ္စုပန်ပစ္စယတတ္တိကွဲပြားစွာဒါဆရာကောင်းတမန်ကောင်းရှိမှတင်၍နာယူမှတ်သားရွတ်ဖတ်ပွားတဲ့အခါမှာအဲ့လိုအကျိုးကျေးဇူးရှိအောင်ရွတ်ကြပါလို့ပြောရင်းနဲ့ပဋ္ဌာန်းတရားနေကုန်ချောပါသည်ကုသလတေပရိစ္ဆဝါဒပစ္စယနုလောမပဋ္ဌာန်းဝိပင်္ဂဝါဒဖြစ်ပါတယ်ကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိဟိတုပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓိပရိစ္ဆဧကောခန္ဓောဒွေခန္ဓိပရိစ္ဆဒွေခန္ဓာကုသလံဓမ္မပရိစ္ဆအပြာကတောဓမ္မောဝိဇ္ဇတိဟိတုပစ္စယကုသလေခန္ဓိပရိစ္ဆစိတ်တသမုဋ္ဌာနံရူပံကုသလံဓမ္မပရိစ္ဆကုသလောသာအပြာကတောသာဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံတယောခန္ဓိပရိစ္ဆဧကောခန္ဓောစိတ်တသမုဋ္ဌာနံစိတ်တသမုဋ္ဌာနံသာရူပံဒွေခန္ဓိပရိစ္ဆဒွေခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံအာဟုတလံဓမ္မပရိစ္ဆာဟုတလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအာဟုတလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓိပရိစ္ဆဧကောခန္ဓောဒွေခန္ဓိပရိစ္ဆဒွေခန္ဓာအာဟုတလံဓမ္မပရိစ္ဆအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအာဟုတလေခန္ဓိပရိစ္ဆစိတ်တသမုဋ္ဌာနရူပံအာဟုတလံဓမ္မပရိစ္ဆအာဟုတလောသာအဗျာကတောသာဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယအာဟုတလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံတယောခန္ဓိပရိစ္ဆဧကောခန္ဓောစိတ်တသမုဋ္ဌာနံသာရူပံဒွေခန္ဓိပရိစ္ဆဒွေခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံအဗျာကတံဓမ္မပရိစ္ဆအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယဝိပါကဗျာကရံကရိယာဗျာကတံဧကံခန္ဓာပရိစ္ဆတယောခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံတယောခန္ဓိပရိစ္ဆဧကောခန္ဓောစိတ်တသမုဋ္ဌာနံသာရူပံဒွေခန္ဓိပရိစ္ဆဒွေခန္ဓာစိတ်တသမုဋ္ဌာနံသာရူပံပရိသဏိကနေဝိပါကဗျာကတံဧကံခန္ဓာပရိစ္ဆတယောခန္ဓာကရတ္တသရူပံတယောခန္ဓိပရိစ္ဆဧကောခန္ဓော
ကရတ္တသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကရတ္တသရူပံခန္ဒီပရိစ္ဆာဝတ္ထုဝတ္ထုံပရိစ္ဆာခန္ဓာဧကံမဟာဗုဒ္ဓံပရိစ္ဆာတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓေပရိစ္ဆာဧကံမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓေပရိစ္ဆာဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓေပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကရတ္တရူပံဥပါဒရူပံကုသလင်္စာဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိဟိတုပစ္စယကုသလေခန္ဒီသမ္မာဗုဒ္ဓေသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာကုသလင်္စာအဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိဟိတုပစ္စယအာကုသလေခန္ဒီသမ္မာဗုဒ္ဓေသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာရမဏပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိအာရမဏပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအာကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိအာရမဏပစ္စယအာကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအဗျာကတံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိအာရမဏပစ္စယဝိပါကဗျာကတံဝိပါကဗျာကတံကရိယာဗျာကတံခေကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာပရိသန္နေခန္ဒီဝိပါကဗျာကတံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာဝတ္ထုံပရိစ္ဆာခန္ဓာအဓိပတိပစ္စယောအဓိပတိပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယကုသလံဧကံခန္ဓာပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယကုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကုသလံဓမ္မပရိစ္ဆာကုသလောဇာဗျာကတောဇဓမ္မဩဝိဇ္ဇန္တိအဓိပတိပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံအာဟုသလံဓမ္မပရိစ္ဆာအာဟုသလောဓမ္မောဩဝိဇ္ဇတိအဓိပတိပစ္စယအာဟုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာအာဟုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယအာဟုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာဟုသလံဓမ္မပရိစ္ဆာအာဟုသလောဇဗျာကတောဇဓမ္မဩဝိဇ္ဇန္တိအဓိပတိပစ္စယအာဟုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံအဗျာကတံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယဝိပါကဗျာကတံကရိယာဗျာကတံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံဧကံမဟာဗုဒ္ဓံပရိစ္ဆာတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓေပရိစ္ဆာဧကံမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓေပရိစ္ဆာဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓေပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံဥပါဒရူပံကုသလင်္စာဗျာကတင်္စာဓမ္မပရိစ္ဆာဗျာကတောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယကုသလေခန္ဒီသမ္မာဗုဒ္ဓေသပဋိစ္ဆာစိတ်တသမုဋ္ဌာနရူပံအာကုသလင်္စာဗျာကတင်္စာဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိအဓိပတိပစ္စယအာကုသလေခန္ဒီမဟာဗုဒ္ဓေသပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံသဇာတပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိသဇာတပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာတယောခန္ဒီပရိစ္ဆာဧကောခန္ဓောဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာကုသလံဓမ္မပရိစ္ဆာအဗျာကတောဓမ္မောဝိဇ္ဇတိသဇာတပစ္စယကုသလေခန္ဒီပရိစ္ဆာစိတ်တသမုဋ္ဌာနရူပံကုသလံဓမ္မပရိစ္ဆာကုသလောဇာအဗျာကတောဇာဓမ္မဩဝိဇ္ဇန္တိသဇာတပစ္စယကုသလံဧကံခန္ဓံပရိစ္ဆာတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဒီပရိစ္ဆာဧကောခန္ဓောစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဒီပရိစ္ဆာဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံသဇာတပစ္စည်းအညမညပစ္စည်းကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဩဝိဇ္ဇတိအညမညပစ္စယကု
ကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓာပရိစ္ဆဧကောခန္ဓာဒွေခန္ဓာပရိစ္ဆဒွေခန္ဓာနေတယပစ္စေကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိနေတယပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာဥပနိတယကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိဥပနိတယပစ္စယပုရိဇာတပစ္စေကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိပုရိဇာတပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓာပရိစ္ဆဧကောခန္ဓာဒွေခန္ဓာပရိစ္ဆဒွေခန္ဓာဝတ္ထုံပုရိဇာတပစ္စယအသေဝနပစ္စယောကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိအသေဝနပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓာပရိစ္ဆဧကောခန္ဓာဒွေခန္ဓာပရိစ္ဆဒွေခန္ဓာကာမပစ္စယောကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိကာမပစ္စယဝိပါကပစ္စယောအဗျာကတဓမ္မပရိစ္ဆအဗျာကတောဓမ္မောဝိဇ္ဇတိဝိပါကပစ္စယဝိပါကဗျာကတံဧကံခန္ဓာပရိစ္ဆတယောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံတယောခန္ဓာပရိစ္ဆဧကောခန္ဓာစိတ်တသမုဋ္ဌာနံသရူပံဒွေခန္ဓာပရိစ္ဆဒွေခန္ဓာစိတ်တသမုဋ္ဌာနံသရူပံပရိသန္နေခဏိဝိပါကဗျာကတံဧကံခန္ဓာပရိစ္ဆတယောခန္ဓာကရတ္တသရူပံတယောခန္ဓာပရိစ္ဆဧကောခန္ဓာကရတ္တသရူပံဒွေခန္ဓာပရိစ္ဆဒွေခန္ဓာကရတ္တသရူပံခန္ဓာပရိစ္ဆဝတ္ထုဝတ္ထုံပရိစ္ဆခန္ဓာဧကမဟာဗုဒ္ဓံပရိစ္ဆတယောမဟာဗုဒ္ဓတယောမဟာဗုဒ္ဓပရိစ္ဆဧကမဟာဗုဒ္ဓံဒွေမဟာဗုဒ္ဓပရိစ္ဆဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓပရိစ္ဆစိတ်တသမုဋ္ဌာနရူပံကရတ္တရူပံဥပါဒရူပံအာဟာရပစ္စည်းကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိအာဟာရပစ္စယဣန္ဒရိယပစ္စည်းကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိဣန္ဒရိယပစ္စယကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိဇာနာပစ္စယကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိသံယုတ်တပစ္စယကုသလံဓမ္မပရိစ္ဆကုသလောဓမ္မောဝိဇ္ဇတိဝိပုဒ္ဓပစ္စယကုသလံဧကံခန္ဓာပရိစ္ဆတယောခန္ဓာတယောခန္ဓာပရိစ္ဆဧကောခန္ဓာဒွေခန္ဓာပရိစ္ဆဒွေခန္ဓာဝတ္ထုံဝိပယုဒ္ဓပစ္စယအတ္တိပစ္စည်းနတ္တိပစ္စည်းတူပါပြီအဝိကရပစ္စည်းတူပါပြီပစ္စယနုလောမသင်္ချာဝါဒဆိုပါတယ်ဟေတုယနဝအာရမဏိတိနိအရိပရိယနဝအနန္တရိတိနိသမန္တရိတိနိသာဇာတိနဝအညမညိတိနိနေတယေနဝဥပနေတယေတိနိပုရိဇာတိတိနိအာသေဝနေတိနိကံမေနဝဝိပါကေဧကံအာဟာရေနဝဣန္ဒရိယေနဝဇာနေနဝမေကေနဝသံယုတ်တေတိနိဝိပယုတ်တေနဝအတ္ထိယနဝနတ္ထိယတိနိဝေဂရေတိနိအဝေဂရေနဝဟေတုပစ္စယအာရမဏေတိနိဓိပရိယနဝဝိဝေငဝါဒဖြစ်ပါတယ်နထိုးတဲ့ပဋ္ဌာန်း24ကျမ်းထဲမှာဒါနခုနတုန်းကဟေတုပစ္စယောလို့ဆိုတာအခုနဟေတုလို့ဒီလိုလာပါလိမ့်မယ်အဲ့ဒါကိုခုနတုန်းကပစ္စည်းအနုလုံလို့ဆိုပါတယ်အခုကပစ္စနေလို့ဆိုပါတယ်ပဋ္ဌာန်း24ကျမ်းဆိုတာအဲ့ဒါပါပဲပစ္စည်းရဲ့အနုလုံရဲ့ပစ္စယအနုလောမလည်းပစ္စနိယအနုလောမရဲ့ပစ္စနိယပစ္စည်းပစ္စနိစသည်အပြင်ပဋ္ဌာန်း24ကျမ်းကိုတချို့ခုချင်းဒီဟေတုပစ္စယောအာရမဏပစ္စယောအဲ့ဒီ24ပစ္စည်းကိုပဋ္ဌာန်း24ကျမ်းလို့ထင်တယ်မဟုတ်ပါဘူးပဋ္ဌာန်းကခုဘုန်းကြီးတို့ဆိုတာကတိကပဋ္ဌာန်းပါတိကပဋ္ဌာန်းဆိုတာကုသိုလ်တရားရဲ့အကုသိုလ်တရားရဲ့အဗျာကရတရားရဲ့လို့အဘိဓမ္မာတရားထဲမှာပရမတ္ထတရားကို3ပုံလုပ်ပြီးကုသိုလ်တစ်ပုံအကုသိုလ်တစ်ပုံအဗျာကရတစ်ပုံဆိုပြီးတော့အဲ့လို3ပုံဟောတဲ့ပဋ္ဌာန်းကိုတိကပဋ္ဌာန်းလို့ဆိုပါတယ်အာသောတရားထိုက်တဲ့တရားတစ်ခုအာသောတရားမဟုတ်တာတစ်ခုနှစ်ပုံပြုတ်ပြီးဟောတာကိုဒုက္ခပဋ္ဌာန်းလို့ခေါ်ပါတယ်အဲ့ဒီတိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းကိုတည်ထား၍တိကနဲ့ဒုက္ခပြန်တွဲပါတယ်ဒုက္ခနဲ့တိကတွဲတယ်၄ခုဖြစ်သွားတယ်တိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းတိကဒုက္ခပဋ္ဌာန်းဒုက္ခတိကပဋ္ဌာန်း၄ခုတိကအချင်းတွဲတယ်တိကပဋ္ဌာန်းဒုက္ခအချင်းတွဲတယ်ဒုက္ခပဋ္ဌာန်းဆိုပြီးတော့ပဋ္ဌာန်း6မျိုးဖြစ်သွားပါတယ်တိကပဋ္ဌာန်းဒုက္ခပဋ္ဌာန်းတိကဒုက္ခပဋ္ဌာန်းဒုက္ခပဋ္ဌာန်းတိကဒုက္ခ3နှစ်3ပုံပြုတယ်2ပုံပြုတယ်နောက်ပြီးတော့မှ3နှစ်2 3 3 2နှစ်ဆိုပြီးတော့ရှဲသမားတွေဆိုလို့ရှိရင်တော့ကဏ္ဍနှလုံးရရင်6ခွက်ရတာပေါ့ဗျာဒါပါပဲအမှန်တည်းတော့3နဲ့2နဲ့ဆိုလို့ရှိရင်3နှစ်2 3 3 3 2နှစ်ဆိုပြီးတော့6ခွက်ထွက်တာပေါ့အဲ့ဒါပဋ္ဌာန်း6မျိုးပါပဲအဲ့ဒီပဋ္ဌာန်း6မျိုးမှာပစ္စည်းပစ္စနိအနုလုံဆိုပြီးတော့4မျိုးနဲ့ဟောတာဖြစ်ခြင်းကြောင့်24ကျမ်း6လေး24ဖြစ်ပါတယ်24ပစ္စည်းကိုပဋ္ဌာန်း24ကျမ်းလို့ခေါ်တာမဟုတ်ပါဘူးအခုနားထောင်ကြည့်ပါခုနကတော့ကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိဟေတုပစ္စယလို့အခုကြတော့အာကုသလံဓမ္မပရိစ္ဆာအာကုသလောဓမ္မောဝိဇ္ဇတိနာဟေတုပစ္စယနာလေးပါလိုက်ဝိဇိကိဇာသဂရေဩဒ္ဒဇာသဂရေခန္ဒီပရိစ္ဆာ
ဝိဇိကိဇာတာကတော့ဩဒိဇာတာကတော့မောဟောအဗျာကရဓမ္မပရိစ္ဆာဗျာကတော့ဓမ္မောဝိဇရိနာဟိတုပစ္စယနာလေးပါလာတယ်ကုသလဓမ္မပရိစ္ဆာဗျာကတော့ဓမ္မောဝိဇရိနာအာရမဏပစ္စယနာရိပရိပစ္စယလို့စသည်အပြင်နာလေးနဲ့သွားပါတယ်ကုသလဓမ္မပရိစ္ဆာကုသလဓမ္မောဝိဇရိနာရိပရိပစ္စယလို့အဲ့ဒီလိုနာလေးနဲ့သွားလိုက်တာကိုအနုလုံဆိုရမှာနမပါပါဘူးဒါကကန့်ကွက်တဲ့ခုနတုန်းကကုသိုလ်တရားကိုအကြောင်းပြုကုသိုလ်တရားဖြစ်လာတာဟေတုတ္တိကြောင့်အခုကုသိုလ်တရားအာကုသိုလ်တရားအဲ့ဒီအကုသိုလ်တရားကနာဟေတုကြောင့်ဟေတုပစ္စည်းမဟုတ်တာကြောင့်ဖြစ်တယ်လို့ဒီလိုသွားပါတယ်အဲ့ဒါကိုဟေတုယနာအာရမဏပစ္စယဟေတုယပင်စာခုနကတော့အာရမဏပစ္စယဟေတုယလို့ဒီလိုသွားရကနေဟေတုပစ္စည်းနာဟေတုပစ္စည်းအာရမဏပစ္စည်းနာအာရမဏပစ္စည်းလို့အဲ့လိုလေးသွားပါတယ်အခုတခါအဲ့လိုသွားရကနေပြီးတော့နောက်တစ်မျိုးသွားပါတယ်အဲ့ဒါကတော့ပစ္စယနှုလောမပါကုသလံဓမ္မံသဇာတောကုသလောဓမ္မောဩဝိဇ္ဇတိဟေတုပစ္စယကုသလံဧကံခန္ဓာသဇာတောတယောခန္ဓာတယောခန္ဓေသဇာတောဧကောခန္ဓာဒွေခန္ဓေသဇာတဒွေခန္ဓာသူကပစ္စည်းကိုပဲအနုလောမလုပ်ပါတယ်အာကုသလံဓမ္မံသဇာတောအာကုသလောဓမ္မောဩဝိဇ္ဇတိဟေတုပစ္စယအဗျာကတံဓမ္မံသာဇာတောအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယလို့ပစ္စည်းကိုအနုလုံရှိမှထားလိုက်ပါတယ်ကုသလင်္စာအဗျာကတင်္စာဓမ္မံသာဇာတောအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအလွန်စိတ်ဝင်စားစရာကောင်းတဲ့အရာပါပစ္စည်းပစ္စနိပစ္စယနုလောမပစ္စနိလာပါပြီပစ္စယပစ္စနိယနုလောမအဲ့လိုပဋ္ဌာန်းကသွားပါတယ်ဟေတုပစ္စယနာအာရမဏေပင်စဟေတုပစ္စည်းကိုတီးလိုက်ပြီးတော့ဟေတုပစ္စည်းမှာအာရမဏပစ္စည်းမဖြစ်တာဘယ်လောက်ရှိတယ်၅ပစ္စည်းရှိတယ်အဲ့ဒါမျိုးတွေနာဒိပရိယနဝနာဟေတုပစ္စယအာရမဏေဒွေဒါကြတော့မူလတည်တဲ့အရာကိုနာလေးထားပါတယ်အလုံးခက်ပါတယ်နော်ဒါတော်တော်ခက်ပါတယ်ဓမ္မစရိယစာကြတန်းတွေမှာသိတဲ့အလုပ်ပါအခုနားထောင်ကြည့်ပါဟေတုပစ္စယနာအာရမဏေပင်စဟေတုပစ္စယနာအဓိပရိယနဝဟေတုပစ္စည်းကိုတဲလိုက်ပြီးတော့အာရမဏမှာနာလေးထွက်ပါတယ်နောက်တစ်ခုကပစ္စယပစ္စနိယနှုလုံးမှာကြတော့နာဟေတုပစ္စယအာရမဏေတွေဟောနာဟေတုခုနကတော့ဟေတုမှာနာအာရမဏအခုနာဟေတုမှာအာရမဏနာလေးကိုနော့လေးကိုရှေ့တော့ပြောင်းထိုင်လိုက်တယ်အဲ့လိုပြောင်းထိုင်လိုက်တာပါဟေတုပစ္စည်းမှာအာရမဏမဟုတ်တာငါဟေတုမဟုတ်တာမှာအာရမဏကဒွေခုနကတော့ဟေတုပစ္စယနာအာရမဏေပင်စအခုနာဟေတုပစ္စယအာရမဏေဒွေလို့အဲ့ဒါလိုပဋ္ဌာန်းရဲ့24ချမ်းကိုလူတော်တော်များများသဘောမပေါက်ကြပါဘူးအဲ့လိုသဘောမပေါက်ကြတာဖြစ်ခြင်းကြောင့်ပဋ္ဌာန်းက24ချမ်းရှိပါတယ်နိဗ္ဗာန်ဆိုတဲ့သူတို့တွေစကားပြောတဲ့အခါမှာပဋ္ဌာန်း24ချမ်းဆိုတာကျွန်တော်တို့ဟေတုပစ္စည်းတစ်ချမ်းမှာခမအာရမဏပစ္စည်းတစ်ချမ်းမှာခမအစသည်အပြင်အဲ့လိုကျွန်တော်တို့ဟေတုကနေပြီးတော့ကျွန်တော်တို့အာဝိကရတွေရည်လို့ရှိရင်ခမ24ချမ်းရှိပါတယ်24မျိုးလို့မဟုတ်ပါဘူးအခုဝိပင်္ဂဝါဒဟေတုပစ္စည်းကုသလံဓမ္မံပစ္စယကုသလောဓမ္မောဘေဩဝိဇ္ဇတိဟေတုပစ္စယခုနကတော့ပဋိစ္စလို့ဆိုပါတယ်ဘုန်းကြီးတို့ပဋိစ္စဝါဒပါအခုပစ္စယဝါဒပါအဲ့တော့ဝါဒကြီးတွေရှိပါတယ်ပဋိစ္စဝါဒပစ္စယဝါဒသံယုတ်တဝါဒသံတထဝါဒပညာဝါဒလို့အဲ့လိုဝါဒတွေထဲမှာအခုသာဇာတဝါဒပစ္စယဝါဒပထမဦးစွာကကုသလံဓမ္မံပဋိစ္စကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယအခုပစ္စယဝါဒဖြစ်သွားပါပြီကုသလံဓမ္မံပစ္စယကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယအာကုသလံဓမ္မံပစ္စယအာကုသလောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယခုနကတော့အာကုသလံဓမ္မံပဋိစ္စဆိုတဲ့နေရာလေးမှာပစ္စယလို့ပြောင်းသွားတယ်အဗျာကတံဓမ္မံပစ္စယအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟေတုပစ္စယဒါပစ္စယဝါဒဖြစ်သွားပါပြီအဲ့တော့ပစ္စယပရိစ္ဆဝါဒပြီးတော့ပစ္စယဝါဒကုသလံဓမ္မံပစ္စယကုသလောဓမ္မောဥပ္ပဇ္ဇတိအိန္ဒိယပစ္စယအာတညာတတ္တနံဧကံမဟာဗုဒ္ဓံပစ္စယလို့စသည်အပြင်အဲ့လိုသွားပါတယ်ပစ္စယပြီးသွားတဲ့အခါတော့နည်းနည်းလေးပြောင်းသွားပါတယ်စကားလုံးလေးအဲ့တော့ပစ္စယဝါဒပြီးရင်နောက်တစ်ခုသာဇာတတို့တန်တထတို့ဒီလိုလာပါသေးတယ်ဟေတုပစ္စယအာရမဏိနဝအာရမဏပစ္စယစသည်အပြင်အာဒေဝနာပစ္စယနာဟေတုယစတ္တာတွေအလွန်တာတိပိကအရှင်မြတ်တွေဒီပဋ္ဌာန်းကျမ်းကြီးတွေကိုအလွန်ခက်ခဲနေတဲ့ကျမ်းကြီးတွေကိုသူတို့တွေအာကုံဆောင်ထားရတာဓမ္မစရိထိုက်တဲ့တုဒ္ဒဗုဒ္ဓဖရာတွေအလွန်ပဲကြီးညိုစရာကောင်းပါတယ်အခုနေတယဝါဒပါသိကြီးညိုစရာကောင်းတယ်
ကြီးဖတ်တာတော့မှားနေကြတဲ့ပုံကိုယ်တွေအလွတ်ကျက်ထားတာစဉ်းစားဖို့ဒါကြောင့်မလို့အဘိဓမ္မာအာဂုံရေးဖြေစသည်ရမှာနောက်ပိုင်းကြတဲ့လူတွေများပါတယ်တိပိဋကကပိဋကတဘုံကောင်းပါတယ်ဝီနီးရပါတယ်သုတ်တန်ရပါတယ်အဘိဓမ္မာရှေ့ပိုင်းရပါတယ်အဘိဓမ္မာနောက်ပိုင်းခတ်သွားပါပြီယမိုက်ပဋ္ဌာန်းတွေပါလာပြီဒါကြောင့်မလို့အဘိဓမ္မာနောက်ပိုင်းအောင်မှတိပိဋကတရဓမ္မဗန္နာဂရိကဖြစ်တာဖြစ်ခြင်းကြောင့်မြန်မာနိုင်ငံမှာပဲအဲ့ဒီအရှင်မြတ်တွေရှိပါတယ်ဘယ်နိုင်ငံမှာမှမရှိပါဘူးကိုကဘာကကွန်ပျူတာတွေအားကိုးလာတဲ့အခါမှာပို့လို့တော့မှအာဂုံရတဲ့သူတွေနဲလာပါတယ်အဲ့ဒီတိပိဋကအရှင်မြတ်တွေဒီပဋ္ဌာန်းတရားကိုနာကြားရတဲ့ပုဂ္ဂိုလ်တွေပရိယတ်တွေဝန်ဆောင်နေသောမထေများတိပိဋကအရှင်မြတ်ငယ်လက်ကြီးဓမ္မစရိယအရှင်မြတ်များဒါတွေအာဂုံဆောင်ရတာဘုန်းကြီးတို့ပထမကြီးတန်းဆိုလို့ရှိရင်ဒီကုသလတိတ်တစ်ခုကိုအာဂုံဆောင်ရပါတယ်ဘုန်းကြီးများတော့ပဋ္ဌာန်းကျမ်း၅ကျမ်းတွေကကုသလတိတ်တိတ်ကိုတော့အာဂုံဆောင်မှုခဲ့ပါတယ်၄ကျမ်းတော့ကျန်ခဲ့ပါတယ်အခုနေတယဝါဒပါကုသလံဓမ္မနိသာယကုသလောဓမ္မောပစ္စတိဟိတုပစ္စယခုနကတော့ကုသလံဓမ္မပဋိစ္စကုသလံဓမ္မပစ္စယအခုနိသာယလို့ဆိုပါတယ်ကုသလံဓမ္မနိသာယကုသလောဓမ္မောပစ္စတိဟိတုပစ္စယကုသလံဓမ္မကုသိုလ်တရားကိုနိသာယမေ၍ကုသလောဓမ္မကုသိုလ်တရားသည်ဩပစ္စတိဖြစ်တဲ့ဘာတ္တိလေဟိတုပစ္စယတ္တိဒါလိုပါဒီနေ့ပရိကြီးတွေသွင်းတယ်ပရိကြီးတွေရွတ်တယ်ယရဏတုတ်မေတ္တာတုတ်နောက်ပြီးတော့မဟာသမယတုတ်ဓမ္မစကြာအနတ္တလက္ခဏာအဲ့ဒီတရားတွေဆင့်ကနာတဲ့ဥဒ္ဒင်တို့ဒေါ်နုနဲ့ဝင်တို့သူတို့စေဝါရေးလုပ်ငန်းတွေပြစ်ထားပြီးတော့ကိုစိန်အောင်တို့ကိုဝန်းစောတို့သူတို့ဒီမှာလာနာနေကြကုသိုလ်တရားတွေကိုအမိပြုပြီးကုသိုလ်တရားတွေဖြစ်နေတယ်ဘာတ္တိတဲ့ဟေတုတ္တိကုသိုလ်ဖြစ်ဖို့အတွက်အာမောဟကိုပစ္စည်းဥစ္စာတွေကိုလိုချင်မှုစွန့်ထားတဲ့အာလောဘဘုန်းကြီးလာတရားဟောတာကိုမေတ္တာတရားနဲ့ကူညီတဲ့အာဒေါသအဲ့ဒီအာလောဘအာဒေါသအာမောဟဟိတ်တွေကြောင့်ကုသိုလ်ကိုမြည်ကုသိုလ်တရားတွေဖြစ်တယ်လို့ဘုရားတယ်လို့ဟောပါတယ်ပဋ္ဌာန်းတွေကကိုယ်ရင်နဲ့ဖြစ်နေတာစာရဲဖြစ်တာမဟုတ်ဘူးကုသလံဓမ္မနိသာယကုသလောဓမ္မောပစ္စတိဟိတုပစ္စယကုသလံဧကံခန္ဓာနိသာယတယောခန္ဓာတယောခန္ဒီနိသာယဧကောခန္ဓောအဲ့တော့ဝေဒနာလေးကိုအကြောင်းပြုကုသိုလ်နဲ့ရှင်တဲ့ဝေဒနာကိုအကြောင်းပြုသင်ညာသင်္ခါရဝิญဉ်တွေဖြစ်တယ်သင်ညာကိုမြည်ဝေဒနာသင်္ခါရဝิญဉ်တွေဖြစ်တယ်နံခန္ဓာတစ်ပါးကိုနံခန္ဓာ၃ပါးကမြည်နံခန္ဓာ၃ပါးကိုနံခန္ဓာတစ်ပါးကမြည်နှစ်ပါးကိုနှစ်ပါးကမြည်ဝေဒနာနဲ့သင်ညာကိုမြည်သင်္ခါရနဲ့ဝิญဉ်ကဖြစ်ဒွေခန္ဒီနိသာယဒွေခန္ဓာဒါလေးပါပဲသိကောင်းတယ်အဗျာကရဓမ္မနိသာယအဗျာကတောဓမ္မောပစ္စတိဟိတုပစ္စယအဗျာကရတရားလည်းဒီတိုင်းပဲအဗျာကရတရားကိုမြည်အဗျာကရတရားတွေဖြစ်တဲ့ဟိတုတ္တိကြောင့်ဝိပါကအဗျာကရံကရိယာအဗျာကရံဧကံခန္ဓာနိသာယတယောခန္ဓာစိတ်ဓာသမုဋ္ဌာနာရူပံဟောသူကြတော့အဗျာကရဖြစ်ခြင်းရောစိတ်တစရုပ်တွေပါလာပြီကြည်လင်းနေတာပဲပေးရွတ်တဲ့ဘုန်းကြီးပဋ္ဌာန်းရွတ်တဲ့ဘုန်းကြီးမျက်နှာလေးကလည်းကြည်နားတဲ့သူတွေရုပ်ကလေးကလည်းကြည်နေတယ်အဲ့ဒါပါလေအဲ့ဒီကုသိုလ်စိတ်တွေကစိတ်ဓာသမုဋ္ဌာနာစိတ်လင်ဖြစ်ကြောင်းရှိတဲ့ရုပ်တွေပဲတဲ့တယောခန္ဓာနိသာယဧကောခန္ဓာစိတ်ဓာသမုဋ္ဌာနာရူပံဒွေခန္ဓာနိသာယဒွေခန္ဓာစိတ်ဓာသမုဋ္ဌာနာရူပံပရိသန္တိကနေဝိပါကဗျာကရံဧကံခန္ဓာနိသာယတယောခန္ဓာကရတ္တသရူပံတယောခန္ဓာနိသာယဧကောခန္ဓာကရတ္တသရူပံဒွေခန္ဓာနိသာယဒွေခန္ဓာကရတ္တသရူပံခန္ဓာနိသာယဝတ္ထုအဲ့ဒီခန္ဓာကိုမူရဟရယဝတ္ထုလေးဖြစ်တဲ့ဝတ္ထုနိသာယခန္ဓာဧကမဗုဒ္ဓနိသာယတယောမဗုဒ္ဓမဟာဗုဒ္ဓပထဝီကိုမူရအာဘောတေသောဝါယောတွေဖြစ်တယောမဗုဒ္ဓဧကမဗုဒ္ဓနိသာယတယောမဗုဒ္ဓပထဝီကိုမူအာဘောတေသောဝါယောတွေဖြစ်တယ်ပထဝီအာဘောတေသောမူဝါယောဖြစ်တယ်တယောမဗုဒ္ဓနိသာယဧကမဗုဒ္ဓမဟာဗုဒ္ဓဘာကိုမူမဟာဗုဒ္ဓ၃ပါးဖြစ်တယ်မဟာဗုဒ္ဓ၃ပါးကိုမူမဟာဗုဒ္ဓဘာဖြစ်ပါတယ်တဲ့ဒွေမဟာဗုဒ္ဓပရိဒွေမဟာဗုဒ္ဓနိသာယဒွေမဟာဗုဒ္ဓမဟာဗုဒ္ဓနှစ်ပါးကိုမှီ၍မဟာဗုဒ္ဓနှစ်ပါးဖြစ်တယ်တဲ့အဲ့ဒီတော့မဟာဗုဒ္ဓနိသာယစိတ်ဓာသမုဋ္ဌာနာရူပံဒါကနိတယဝါဒလို့ဆိုပါတယ်နိတယဆိုတာမှီရဖြစ်တာကုသိုလ်တရားကိုမှီအကုသိုလ်တရားကိုမှီအဲ့လိုမှီရဲ့တရားတွေဒီလိုရှိပါတယ်ဒါကိုနိတယဝါဒလို့ဆိုပါတယ်အဲ့တော့ခုနပရိစ္ဆဝါဒလည်းဘုန်းကြီးတို့ရွတ်ပြခဲ့ပါပြီပရိစ္ဆဝါဒပြီးတော့ပစ္စယဝါဒပြီးတော့နိတယဝါဒအဲ့လိုဝါဒလေးတွေဘုန်းကြီးတို့ရွတ်ပြပါတယ်ဒါရွတ်ခဲကြပါတယ်ပဋ္ဌာန်းအောင်သွင်းလို့ရှိရင်ပစ္စယနိတယပဲသွင်းပါတယ်အာဟုသလဓမ္မနိတယအာဟုသလဓမ္မောဝိဇ္ဇတိနဟေတုပစ္စယဒါကနလေးထည့်လာတာဝိဇိကိဇာသဂရေဩရိဇာသဂရေခန္ဒီနိတယဝိဇိကိဇာသဂရောဩရိဇာသဂတောမောဟောနလေးထည့်လာအာဟုသောတရားကိုမြည်အာဟုသောတရားသည်နဟေတုမဟုတ်တဲ့ပစ္စည်းကြောင့်ဖြစ်တယ်အဗျာကရဓမ္မနိတယအဗျာကတောဓမ္မောဩဝိဇ္ဇတိနဟေတုပစ္စယ
အာဗျာကရတရားတစ်ခုကိုအာဗျာကရတရားတစ်ခုကမှီ၍ဖြစ်ပါတယ်ဒါပေမဲ့ဟေတုပစ္စည်းတော့မဟုတ်ဘူးတဲ့နဟေတုတတ္တိနဲ့ဖြစ်တယ်ဒါနဟေတုတတ္တိလို့ဆိုပါတယ်အဲ့တော့ဒါကကုသိုလ်တရားအဲဒီကုသိုလ်တရားတွေရောနှောပုံကိုတော့တန်တ္ထလို့ဆိုပါတယ်ခုနပရိစ္ဆာကမှီတယ်ပစ္စယကအကြောင်းပြုတယ်နေတယကမှီတယ်အခုတန်တ္ထလို့ခေါ်တယ်ရောနှောတယ်ရှင်နာတစ်မျိုးပါပဲတန်တ္ထဆိုတာအခုရှရောကောသနာတော့ဓမ္မနဲ့တန်တ္ထရောနှောကြပါတယ်ရှင်တဲ့သဘောရောနှောတဲ့သဘောပေါင်းသိကြတဲ့နေရာမှာပေါင်းသိတဲ့2မျိုးရှိပါတယ်ပစ္စည်းဝတ္ထုအနေနဲ့ပေါင်းသိကြအဲ့ဒါကိုပစ္စယတန်ဘောကမိတ်ဆွေလို့ဆိုပါတယ်ဓမ္မတန်ဘောကမိတ်ဆွေကတော့တရားလို့ရင်းနဲ့ယဉ်နေသွားတာမိတ်ဆွေဆရာတော်ကောသနာနဲ့ဥဒိန်တို့ဒေါ်နုတို့ယဉ်နေခြင်းဒီသူတို့ဆိုင်မှာရေခဲမှုဝယ်လို့ယဉ်နေတာမဟုတ်ပါဘူးထူရေခဲမှုဘုန်းကြီးကြိုက်တော့ကြိုက်တယ်မဝယ်မစားပါဘူးဈေးကြီးလုံးလို့နော်သူတရားလာနာတယ်တရားလာနိုင်တယ်တရားနဲ့ယဉ်နေသွားတာအဲ့ဒါဓမ္မတန်ဘောကမိတ်ဆွေလို့ဆိုပါတယ်ရေခဲမှုဝယ်လို့ရေခဲမှုရောင်းလို့ယဉ်နေကြတာအဲ့ဒါမျိုးကိုတော့ပစ္စယတန်ဘောကရွှေဝယ်ရင်းနဲ့ရွှေဆိုင်နဲ့ယဉ်နေသွားတယ်ပစ္စယတန်ဘောကမိတ်ဆွေလို့ခေါ်ပါတယ်ပစ္စည်းနဲ့ရောတော့တဲ့ပစ္စယတန်တ္ထမိတ်ဆွေလို့လည်းဆိုပါတယ်အဲလိုမဟုတ်ဘဲနဲ့ဓမ္မတွေနဲ့ရှင်ပြီးတော့မှဓမ္မတွေနဲ့ရှင်ပြီးပေါင်းသင်းကြတဲ့မိတ်ဆွေတွေကိုဓမ္မတန်ဘောကမိတ်ဆွေလို့ခေါ်တယ်လို့တန်ဘောကလို့တန်တ္ထဆိုတာရောနှောတယ်ပေါင်းစည်းတယ်လို့အဓိပ္ပာယ်ရပါတယ်ကုသလဓမ္မတန်တ္တောကုသလဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယကုသိုလ်တရားသည်ကုသိုလ်တရားနဲ့ရောလို့ဖြစ်တဲ့ဟိတုပစ္စည်းရမယ်အာဟုသလဓမ္မတန်တ္တောအာဟုသလောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယအာဟုသိုလ်တရားကလည်းအာဟုသိုလ်တရားနဲ့ရောတယ်သူတော်ချင်းချင်းတရင်လွေလွေတမဏိနတမနောဂောနေနဂောနောဒါပဲအရက်တော့တဲ့ပုဂ္ဂိုလ်နဲ့ပရိသေတဲ့ပုဂ္ဂိုလ်ပဲတွေ့ရမှာတော့ဥမြရှင်းနေတာပဲဒါတော့နော်သူနည်းနဲ့သူပဲခြေသမားနဲ့ခြေသမားချင်းတွေ့ရမှာပဲဟဲ့အလဲတိုင်းပါလဲဟိဟာမင်းကအလဲတိုင်းကနှုတ်နဲ့ကွာဟာနှစ်ကမထိတ်စည်းထွက်မှာသူတို့အာဟုသလဓမ္မတန်တ္တောအာဟုသလောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယတန်တ္ထဖြစ်ပုံဒါပြောတာအဗျာကတံဓမ္မတန်တ္တောအဗျာကတောဓမ္မဥပ္ပဇ္ဇတိဟိတုပစ္စယကုသိုလ်တရားတွေကုသိုလ်တရားချင်းရောနှောကြပါသည်အာဟုသိုလ်တရားတွေချင်းရောနှောကြပါသည်အဲ့ဒါကိုတန်တ္ထဝါဒလို့ဆိုသည်ခုဘုန်းကြီးများပရိစ္ဆဝါဒပစ္စယဝါဒနေတယဝါဒတန်တ္ထဝါဒဆိုပြီးတော့ဘုန်းကြီးတို့အဲ့လိုလေးတွေကြားဘူးခဲ့တဲ့အရာလေးတွေကိုယောဂီတို့နားကိုကြားရအောင်ဘုန်းကြီးများဆိုပေးပါတယ်နော်ခုတံပယုတ်တဝါဒရှင်းတာပါပဲအဲ့ဒါလေကုသလံဓမ္မတံပယုတ်တောကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယကုသလံဓမ္မကုသိုလ်တရားနဲ့ကုသိုလ်တရားကိုတံပယုတ်တောကုသလောဓမ္မောကုသိုလ်တရားတွေကပဲလာရှင်းတယ်အာကုသလံဓမ္မတံပယုတ်တောအာကုသလောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယအာကုသိုလ်တရားကိုအာကုသိုလ်တရားတွေကပဲရှင်းတယ်အဗျာကတံဓမ္မတံပယုတ်တောအဗျာကတောဓမ္မောဥပ္ပဇ္ဇတိဟိတုပစ္စယဒါကတံပယုတ်တဝါဒဒါဆိုရင်ဘုန်းကြီးဒီနေ့ပရိစ္ဆဝါဒလေးနဲ့ရွတ်ပြပါတယ်ပစ္စယဝါဒရွတ်ပြပါတယ်သာဇာတဝါဒရွတ်ပြပါတယ်နေတယရွတ်ပြပါတယ်တံပယုတ်တဝါဒရွတ်ပြပါတယ်ကုသလံဓမ္မတံပယုတ်တောကုသလောဓမ္မောအမှန်တကယ်တော့ပဋ္ဌာန်းတော်ကလူတွေကြောက်လို့ပါအသိယူလို့ကောင်းတာကုသလံဓမ္မပရိစ္ဆာကုသလောဓမ္မောဝိဇ္ဇတိဟိတုပစ္စယကုသလံဓမ္မတံပယုတ်တောကုသလောဓမ္မောဝိဇ္ဇတိဟိတုအလွတ်တောင်ရတယ်သိပြီးခက်တာမဟုတ်ဘူးဒါလူတွေကြောက်တယ်အဘိဓမ္မာဆိုရင်ကြောက်တဲ့ခါကျတော့မရဘူးနော်တကယ်တော့ကြတော့ကုသလံဓမ္မနိဒာယသိမခက်ဘူးအဲ့တော့ခက်တယ်ထင်းနေတာကုသလောဓမ္မောကုသလသဓမ္မသာအာရမဏပစ္စေနပစ္စယောလာပြီဗျဒါလေးနဲ့သိအောင်ကုသလောဓမ္မကုသလသဓမ္မသာအာရမဏပစ္စေနပစ္စယောကုသလောဓမ္မောကုသိုလ်တရားကကုသလသဓမ္မသာကုသိုလ်တရားအားအာရမဏပစ္စေနပစ္စယောအာရမဏတတ္တိဖြင့်ကျေစုပြုပါသည်ကုသိုလ်တွေလုပ်ပြီးကုသိုလ်တွေဆက်ဖြစ်တယ်ဘယ်လိုလဲတဲ့ဒါနန္တတဝသီလံသမာရိယေတောဘောဓရကမ္မံကတ္တဝတံပစ္စောခတိဘုဝေတုစိဏ္ဏနိပစ္စောခတိဇာနာဟောရိတဝဇာနံပစ္စောခတိဟောဒါနကိုတတ္တဝပေးလူပြီးသီလံသီလကိုသမာရိယေတောဆောက်တည်ပြီး၍ဥဘောဓရကမ္မံဥပုပ်ကံကိုကတ္တဝပြုပြီးတံထိုပြုခဲ့တဲ့ကြခိုင်ဝိုင်းမှာနှစ်တိုင်းဝါဆိုသင်္ကန်းကတ်တယ်ကပ်ပြီးတော့ပြန်လာတယ်နောက်နေ့အဲ့ဒီပြန်လာတဲ့ညရဲ့နောက်နေ့တွေရဲ့အဲ့ဒါကိုမစင်ရင်မိတော့ကုသိုလ်ဆက်မဖြစ်ဘူးဖြစ်ဒါပြောတာတော့ပဋ္ဌာန်းလေးများရပြီးရင်လေကုသိုလ်သိတ်ကောင်းတာဒါနတွေလုပ်ပြီးသီလတွေစောင့်တည်ပြီးဥပုပ်ကံတွေပြုပြီးတံပစ္စောခတိအဲ့ဒါကိုဆင်ញင်ပါတဲ့ဘုဝေသူစိဏ္ဏနိပစ္စောခတိဘုဝေရှေ့နှစ်တွေကဝါဆိုသင်္ကန်းတွေကြောင်းရင်းလေလောင်းခဲ့လူခဲ့ပါသည်အဲ့ဒါတွေကိုပစ္စောခတိမဆင်ញင်တော့မောဟဝန်သည်အကုသိုလ်ဖြစ်သွားတယ်ဘုဝေသူစိဏ္ဏနိပစ္စောခတိတွေရှေ့ကလုတ်ပြီးသားကုသိုလ်ကောင်းမှုတွေပြန်ဆင်ញင်နေကုသိုလ်အာယုန်တွေနဲ့ကုသိုလ်ပစ္စည်းတွေဖြစ်ပါတယ်တဲ့ပဋ္ဌာန်း
ကုသလဓမ္မအကုသလတဓမ္မတအာရမဏပစ္စေနပစ္စယောကုသလဓမ္မကုသိုလ်တရားကအာကုသလတဓမ္မတအကုသိုလ်တရားအာရမဏပစ္စေနအာရမဏပစ္စယတတေဖြင့်ပစ္စယောဥပကာရကိုကျေစုပြုတယ်ဟောလာပြီဗျဒါ message 1တို့ဟောနေပါပြီဒါနံတတဝသီလံသမာရိယိတဝဥပောဒရကမ္မံကတဝတံအသာရေတိအပိနန္တိတံအာရပရာဂောဩဝိဇ္ဇတိဒိဋ္ဌိဩဝိဇ္ဇတိဒါနသီလပြုတဲ့သူကျောင်းတကာကျောင်းမယဟန်တကာယဟန်မတွေဒီနေရာကလွတ်ခဲတယ်ကြော်နိုင်ခဲ့တယ်တတိထားဒါနကိုပြုပြီးသီလကိုစောင့်တည်ပြီးဥပုပ်ကံကိုပြုပြီးတန်ထိုပြုခဲ့တယ်မိမိပြုခဲ့တဲ့ဒါနသီလဥပုပ်တရင်တွေကိုအသာရေတိတို့လှူနိုင်တယ်ဆိုပြီးသာရတယ်အဘိနန္တိတတ်မဲ့တယ်တံအာရပအဲ့လိုသာယာခြင်းတတ်မဲ့ခြင်းကိုအကြောင်းပြုရာဂောဩဝိဇ္ဇတိလောဘတွေဖြစ်တယ်ဒေဒီဩဝိဇ္ဇတိဒိဋ္ဌိတွေဖြစ်တယ်ဝိသိကိစ္စတန်တရားတွေဖြစ်တယ်ဩရိဇပြန်လွင့်တဲ့ဒေါမနတံဩဝိဇ္ဇတိကောင်းရောဗျာစတုံးကကုသိုလ်နဲ့စပါတယ်ကုသိုလ်နဲ့ဆုံးတယ်အခုကုသိုလ်နဲ့စတယ်အကုသိုလ်နဲ့ဆုံးပါတယ်ဘဝေသူစိန်နာနိအာသာရတိရှေ့တုန်းကလူရဲ့တန်းငယ်စောက်တည်ခဲ့တာဒီအာသာရတိသာရတယ်တဲ့သာရရင်ရာဂဖြစ်တယ်ဒိဋ္ဌိဖြစ်တယ်ဝိသိကိစ္စဖြစ်တယ်ဒေါမနတဖြစ်တယ်ပြန်စဉ်းစားရင်လေအဲ့ဒါတွေပြန်ပြီးတော့အဲ့လိုမျိုးတွေဖြစ်တတ်ပါတယ်တဲ့နော်တရားမလို့ဒါလို့ဆိုရင်အဲ့ဒါမဖြစ်အောင်ဘာလို့မလို့ရှင်းရင်ရမယ်တဲ့အဲ့ဒါမဖြစ်အောင်ရှင်းရင်ရမယ်တဲ့ဟာဘလို့ရှင်းရင်မလို့ရှင်းရင်ရရှိလားရှိတယ်နော်ရှင်းရင်ရမယ်တဲ့ဘလို့ရှင်းရင်အနေစာတောဒုက္ခတောအနတ္တတောဟေတုပစ္စယအာရမဏပစ္စယရိပစ္စယနတ္တမတ္တဇာတာပစ္စယအညံ့မြတ်နေတရားဥပနေတရားပစ္စည်းတွေအများကြီးပဲအဲ့ဥပနေတရားပစ္စည်းမှာဘုရားရှင်ကဟောပါတယ်တဲ့ဘာလို့ရမလဲရှင်းရင်ရမယ်အဲ့ဒီဒါနတွေလုပ်ပြီးရင်တဲ့ကုသလောဇာတောကုသလောဓမ္မကုသလောဇာဓမ္မဇာပြရတဓမ္မတာနေတရားပစ္စေနပစ္စယကိုဥပနေတရားသွားမယ်ဥပနေတရားမှာအဲ့ဒါပါတယ်သိကောင်းတာပဲဒါလေးတို့ဒကာဓမ္မတွေဘုန်းကြီးတို့သတ္တံဥပနေတယဒါနံဒိဋ္ဌိသီလံသမာရိယတိဥပောဒရကမ္မံကရောတိတတ္တာကိုအကြောင်းပြု၍ဒါနကိုပြုတယ်ပုရိမာကုသလဓမ္မပစ္စည်းမနံကုသလဓမ္မနံအဲ့ဒါဖြစ်စေခြင်းလို့နော်ဒါဖြစ်စေခြင်းလို့အဲ့တော့တတ္တတရားကိုအကြောင်းပြုဒါနလုပ်တယ်သီလဆောက်တယ်ဥပုပ်ပြုတယ်အဲ့ဒီလိုပြုတယ်ဆိုလို့ရှိရင်ကောင်းတာပေါ့အဲ့ဒီတတ္တတရားကတတ္တတရားသည်သီလံသီလတရားသည်သုတ္တံစာကောပညာတတ္တယသီလတသုတ္တတဥပနိတယပစ္စည်းနဲ့ပြုမယ်အဲ့လိုမှမဟုတ်ရင်တော့ဒါမှမဟုတ်အဖေကိုဘုန်းကြီးများခဏခဏပြောပါတယ်အာဟုသောလူသက်ပြီးတော့လူရင်ကုသိုလ်ရလားဆိုရပါတယ်ကုသိုလ်တိုင်းသွားပါတယ်ကုသလဓမ္မအကုသလဓမ္မသာဥပနေတယပစ္စေနပစ္စယောဒါနံတတဝသီလံသမာရိယိတဝရှေ့ကစတဲ့ကုသိုလ်နောက်ကအကုသိုလ်နဲ့ဆုံးတယ်တဲ့ဘာလို့လဲဆိုတော့အဲ့ဒါလေးသွားပြီးအာသာရတိတာယာလိုက်တာတာယာရာဂဖြစ်ပါတယ်တဲ့တတ္တတရားကိုအကြောင်းပြုတတ္တံဥပနိတယမာနံဇပရိတံမန်တော်ဝင်းတော့နော်အမလီကျောင်းတိုင်းကိုအလကားသွားတာမဟုတ်လှူရုပ်သွားတာဟောတတ္တကိုအမိပြီးမာနဇပရိတိမာနဖြစ်တဲ့ဒိဋ္ဌိကနာတိဒိဋ္ဌိဖြစ်သွားတယ်တဲ့မကောင်းဘူးနော်အဲ့ဒါဆိုရင်တတ္တတရားကတဲ့ဟောတတ္တတရားသည်ရာဂသာရာဂဒေါသသာဒေါသမောဟသာမောဟမာနသာမာနဒိဋ္ဌိယပဋ္ဌနာယတောင်းဆိုပရဏပြုခြင်းတွေအားဥပနိတယပစ္စေနပစ္စယောဆရာတော်ကိုလေဘုန်းကြီးကိုဆက်ပြောနေဥစည်းလူလည်းရှင်တပည့်တော်ကပရာတော်ကြီးပြန်ဝင်มาဆိုတော့အဲ့ဒါပဋ္ဌနာတတ္တတရားကပဋ္ဌနာကိုကြီးစုပြတယ်တခါကပြောတယ်မင်းအဲ့လိုမလိုပါဘူးလေတဲ့ကာမရသေးပဲနဲ့အကုသိုလ်ဖြစ်သွားဘုန်းကြီးနဲ့မရအောင်တတ္တတရားကပဋ္ဌနာကိုဒါလှူလိုက်ရင်ဒါဖြစ်မယ်လို့ဒီနေ့တောင်းတာပြီးလှူနေတဲ့ပုံကိုများသည်ကုသလောဓမ္မောအကုသလဓမ္မတာနဲ့ဆုံးတယ်ဆွေမကောင်းစေနော်ဒါလို့ဆိုရင်ကုသိုလ်တရားဆုံးမယ်ကုသိုလ်တရားနဲ့နိဗ္ဗာန်ဆုံးတဲ့နည်းတွေရှိပါတယ်တဲ့အဲ့ဒါပါလဲဆိုတော့အဲ့ဒီဒါနသီလတွေကိုတံပစ္ဆွကတိဆင်ញင်မယ်ဆင်ញင်လို့ရှိရင်ဘယ်လိုဆင်ញင်မလဲအနိစ္စတောဒုက္ခတောအနတ္တတောလို့အဲ့လိုဆင်ញင်ရင်နိဗ္ဗာန်ထိအောင်အကျိုးပေးနိုင်ပါသည်တဲ့ဒါပဋ္ဌာန်းတရားကိုလည်းဘုန်းကြီးတို့ပါဠိတွေရွတ်တဲ့အပြင်မြန်မာလိုလေးလည်းပြောတာဖြစ်ခြင်းကြောင့်ပဋ္ဌာန်းနာယုသူတော်ကောင်းပေါင်းတို့ကျင့်နေလိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့်မလို့ပဋ္ဌာနံသမတဏ္ဍတရားရံတိယောဝတဏ္ဍသလန္တိဒါဝရေပြောမစံကြီးယရဏအိန္ဒ၄ခြင်းမြောက်တတ္တဟသရံသုံးတော်မူခြင်းကာလ၌တဏ္ဍတဗျာရှင်ကိုရောမြတ်ကြီးသည်ပဋ္ဌာနံအနပကံဤဆုံးပြင်းသို့အနပကံဤဆုံးပြင်းသည်ကျင်းပင်ကမ္မမြင့်ကျဲကျင်းပင်လည်းမနှုတ်နေသို့ညင်မေးသမျှပင်ကျင်းစီမရနိုင်လောက်အောင်ဂမ္မီရယထတံဤမဟာဗရံကျန်တော်ကြီးကိုသမသန္တဂမ္မီရခခကိုညင်ဝစီရလက်ဆွဲပြင်ဖြစ်ခွဲဆုံးပြသုံးသက်ဆင်ញတော်မူခြင်းတရားရန်တိယောကိုရောစိတ်ပိုင်နေရာတိုင်းမှာ
အလင်းလို့ဆိုရရောင်ကြီးတော်ချော့သွဲတို့သည်ရန်ဒီယောဂဝတ္တန်သာတရားနေလာရှိသမျှအဖုံဖုံလင်းယုံမျိုးစုံတို့ကိုအဝအတနာပိုးရင်မျိုးစုံနေအောင်ဘုံတို့ပုံဝဲဝဲရှစ်စဝဲဟုပြည့်ရဲ့ပြည့်ရကုန်လျက်ဇလန်ဒီနမထညပြင်းတဲ့ကားဖြင့်သကွာနရံချက်ပြသန်းလို့အမနံလူလုံးရဲ့မြုပ်ကွန်စံပေတော်မူကြပါပေကုန်၏ဧဒေနသစ္စာဝဇေနသုတိတေဟောတုတပ္ပရာဧဒေနသစ္စာဝဇေနဤကဲ့သို့ပဋ္ဌာန်းတရား၏ဂုဏ်တော်ဖုံဖုံကိုအာယုံထား၍ရွတ်ဆိုသောသစ္စာစကားကြောင့်ပါဏိနမြတ်လာသောင်းသောတတ္တဝပေါင်းတို့သည်ပါဏိနဤပဋ္ဌာန်းတရားကိုလူလားခုံးမင်စိတ်ကောင်းရှင်၍နာယုမတ္တရကုန်သောပုဂ္ဂိုလ်တို့အားသူဝတိဘေးရန်ကုန်ကင်းချမ်းသာခြင်းသည်ဟောတုဖြစ်ပါစေတည်းဟောတုယနေ့မှစနိဗ္ဗာန်ရသည့်ဘဝတိုင်အောင်ချမ်းချမ်းမာမာချမ်းချမ်းသာသာဖြစ်ပါစေတည်းသာဓုသာ